Hello ဒီနေ့တော့ဘယ်ကိုသွားတာလဲဆိုတော့ရွှေတကုံဘုရားကိုဖူးချင်နေတာတော်တော်ကြာပြီပေါ့နော်အရင်တော့ကတော့ရန်ကုန်မှာရှိတော့ခဏရောက်ဖြစ်တယ်အခုတော့ပဲခူးမှာတာဝန်ကျတာဆိုတော့ရန်ကုန်လည်းတိတ်ပြီးတော့မသွားဖြစ်ဘူးပေါ့နော်အရန်သွားချင်နေတာနဲ့ဒီနေ့တောက်ကြနေညနေဆိုတော့အဖွားတော့အိမ်လေလာတယ်အိမ်လေလာရင်းနဲ့ကျတော့မနေ့ကျတော့အစောကြီးနိုးနေကွာအလုပ်ပိတ်ရကြီးကိုအစောကြီးနိုးနေအဲ့တော့အကျိုးရှိအောင်တစ်ခုတော့လုပ်မယ်လို့ဆိုတွေးလိုက်တော့ငါရွှေတကုံဖျားသွားခြင်းနေရလို့အဲ့ဒီစူတောင်းလေးပြေးသွားအောင်လို့ငါသွားလိုက်မယ်လို့ဆိုလိုက်ပြီးတော့အဲ့နဲ့အိယာထားပြီးအဝတ်စားလေးနည်းနည်းလဲပြီးတော့သွားလိုက်တယ်အိမ်မှာတူလေးနဲ့တူမလေး2ယောက်ရှိရပေါ့နော်တူလေးနဲ့တူမလေး2ယောက်ရှိရကလေးဆိုတော့သူတို့သွားမယ်ဆိုလို့ရှိရင်ကိုကစိတ်ရှိလက်ရှိနဲ့ဓာတ်ပုံရိုက်ပေးရမယ်မုံတွေပါသွားစားမယ်အဲ့လိုမျိုးဖျားရှိခိုးရင်ကြတော့ရှင်နည်းနည်းကလေးဆိုတော့မဆောင်နေတာတော့ဘာလို့ရှိမှာဆိုလို့ပေါ့နော်ကလေးနဲ့သွားဖို့ကြာတိတ်အဆင်မပြေနဲ့ကလေးတွေကလည်းအိပ်ရမနိုးခင်ဆိုပြီးတော့ကိုကထပြီးတော့သွားလိုက်တာစောကြီးပဲသွားတာတော်တော်စိတ်ချမ်းစရာကောင်းပါတယ်အခုကဒီဇင်ဘာလလည်းဖြစ်တာဆိုတော့လမ်းလျှောက်တဲ့လူတွေကလည်းအများကြီးပဲဘတ်စကားနဲ့လာလိုက်တာ131ပေါ့နော်131နဲ့လာတယ်ပြီးရောဟဲ့ဘယ်မှာဆင်းလဲပြီးရောလမ်းလျှောက်တာလမ်းလျှောက်လိုက်နဲ့ကြည့်လိုက်တော့ပြည်သူ့ရင်မင်းထဲမှာလမ်းလျှောက်ပွဲလောက်တာတို့လမ်းလျှောက်လေ့ကျင့်တဲ့လူတွေကအများကြီးပဲပြောစရာကြီးကိုတော်လမ်းလျှောက်စိတ်ပေါက်သွားတယ်ကြည့်ပြီးတော့အဲ့ဒါနဲ့ကိုလည်းတရွေ့နဲ့လမ်းလျှောက်လာလဲပြီးရောဘာအသစ်ရှိလဲဆိုတော့အိုင်နာမှာမြေအောက်လမ်းကူးတဲ့ဟာလေးလောက်ထားရှိရလေအဲ့ဒါလေးကိုလည်းတစ်ခါမှမရောက်ဘူးသေးဆိုတော့အဲ့ထဲလေဝင်ပြီးတော့လမ်းလျှောက်ကြည့်ရပါတော့တော်တော်လေးအဆင်ပြေသားပဲအဲ့ဒါအန်နီရကင်းတာပေါ့အဲ့ကနေလမ်းလျှောက်တဲ့ခါကျတော့အဲ့ကနေဖြတ်သွားပြီးတော့ဖျားပေါ်သွားတယ်အေးကြမ်းမယ်ဓာတ်လေကားလေးနဲ့တက်ပြီးတော့လေဖျားမှာသွားပြီးတော့တခုလုံးချင်တာရှိတာလေပခောရှိဖျားမှာအဓိဋ္ဌာန်လုံးချင်တာအဲ့ဒါကိုလည်းသွားပြတယ်ကိုသွားတဲ့အချိန်မှာဖျားမှာလေအများကြီးပဲဒီတာတကယ်ပခောရှိဖျားနာမှာဆိုအများကြီးပဲတရားထိုင်နေကြတဲ့လူတွေသူတို့အဓိဋ္ဌာန်သူကပရိစိတ်တဲ့လူကစိတ်ဖျားသာဖတ်တဲ့လူကဖတ်နေပေါ့အများကြီးပဲအဲ့ဒါကိုမသိဘူးလေတော်တော်ဖျားကိုတပတ်ပတ်ပြီးတော့ရှာတယ်ရှာတော့မတွေ့ဘူးမတွေ့တဲ့အဆုံးလည်းကြာအောင်ဖျားကခေါ်ပတ်ကတဲ့လူတွေကိုမေးလိုက်တော့မှပဲရောက်သွားတယ်သူကဘယ်နားမှာလဲဆိုတော့ခေါင်းလောင်းကြီးရဲ့အနောက်ဘက်နားကိုလာရတာအနောက်ဘက်ထဲကိုလာပြီးတော့ညောင်ပင်ရဲ့ဘေးနားမှာရှိတယ်ကိုလာတဲ့နေ့ကလူကြတယ်ပေါ့နော်လူတော်တော်များတယ်မနေ့အစောကြီးပဲရှိသေးတယ်အဲ့ဒါမှဖះပေါ်မှာလူအများကြီးပဲဘာပွဲရှိလဲဆိုတော့ကိုလည်းမသိဘူးပေါ့နော်ကိုလာတဲ့ရက်နဲ့ပွဲရှိတာနဲ့တိုက်ဆိုင်နေတာကိုမသိတာပဲလားတော့မသိဘူးပေါ့အရန်တက်ပေဖို့ကောင်းတယ်အဲ့တော့ပခောရှိဖះမှာတော့ကိုအဲ့ဒီအချိန်မှာလူအရန်များတဲ့အတွက်ကြောင့်မလို့အမှဖះမရှိဟိုးခဲ့တော့ဖះပဲဥချတယ်ပြီးရောကိုရွတ်မဲ့ဟာတွေမလုပ်ခဲ့တော့ဘူးပေါ့နော်ဒီဘက်ထောင်လေးမှာပဲပြန်လာလဲပြီးရောဖះရှိခိုးတယ်ကိုရွတ်စရာရှိတာလေးတွေရွတ်တယ်လူတွေကတော့အများကြီးပဲလှုပ်လဲပြီးရောဖះကိုပတ်တယ်ပတ်တော့ဘာတွေတွေ့လဲဆိုလို့ရှိရင်အောက်ကိုဆင်းရောtoilet တွေဆိုလို့ရှိရင်လည်းအခုအစ်စ်တွေပြန်လောက်ထားရှိဖះမှာလေအရန်ကိုလောက်ထားတယ်အခုနောက်ပိုင်းပို့ပြီးတော့လေသဘောကျဖို့ကောင်းတယ်ရေတက်ပေတာတော့လေနည်းနည်းလူကြက်တဲ့အခါကျတော့တယောက်ပြီးတယောက်အဲ့လိုစောင့်ရတာတော့ရှိရပေါ့နော်လူတွေကထက်နေရေတက်ပေရတာတခုတော့အဲ့လိုလူကြက်တဲ့အချိန်ဆိုလို့ရှိရင်တိတ်မကောင်းဒါပေမဲ့ပြောပြအောင်မယ်ကိုကလေခလေးတွေလိုက်မှာဆိုပြီးတော့အစောကြီးစိတ်မအေးချမ်းပါဆိုလို့ပေါ့နော်ဆိုပြီးတော့အစောကြီးလာလိုက်တာဒါပေမဲ့ခလေးတွေကကိုလဲသွားမှန်းလဲတည်ရောမလိုက်ပို့ဆိုတာနဲ့အဲ့ဒါနဲ့နှိကင်းနေကြတဲ့ကြာအောင်ရွှေကုံဖះကိုနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့တက်ကားတယ်ဒါကတော့တိတ်ပြီးတော့ဖះရှိခိုးတာတော့ဘာလို့မလုပ်ဖြစ်ဘူးပေါ့နော်တက်ပုံရိုက်ကလေးတွေနဲ့ဖះကိုပတ်တူမကလည်းအရွယ်လေးရောက်လာပြီဆိုတော့တူမကိုလိုက်ပြဖះကိုတနေ့တည်းနဲ့နှစ်ခါရောက်သွားတယ်နှစ်ခါစလုံးကနော်ကားနဲ့သွားတာမဟုတ်ဘူးဘတ်ကားနဲ့ပဲသွားတာလမ်းတော့မနေလျှောက်လိုက်ကြတယ်ဟဲ့ဘေးကနေဆိုတော့
2ခေါက်ပေါ့2ခေါက်အသွားအပြန်ဆိုတော့4ခေါက်လောက်လမ်းလျှောက်ကတော့အဲ့နေတော့တော်တော်လေးပင်ပန်းသွားတယ်လမ်းလျှောက်ကရတယ်အာကာသပြတိုက်ကိုပြန်တော့ဝင်မယ်လို့တော့မိုးချုပ်နေရတယ်မဝင်လိုက်ကတော့အာကာသပြတိုက်ကဘန်နာပိတ်တာလဲတော့မသိဘူးကိုမနက်ပိုင်းလာတဲ့အချိန်တုန်းကလေလူတွေကအရန်များနေကြည့်လိုက်တော့ဝင်ကျင်လို့ဆိုပြီးတော့လေအပြန်ကြတော့ဝင်မယ်လို့တွေးထားကြည့်လိုက်တော့အာကာသပြတိုက်မှာလူတွေအရန်များနေအဲ့ဒါနဲ့မဝင်ခဲ့ရဘူးတူမလောက်တဲ့လူကလည်းဝင်ကျင်နေတယ်ပြီးတော့ပြည်သူ့ရင်မင်းထဲမှာဝင်ပြီးတော့ဒီဘက်ကစက်ကောင်းရှိရလေအဲ့နားမှာဓာတ်ပုံရိုက်ခြင်းတော့အဲ့ဘက်ကိုတော့ခဏဝင်ခဲ့လိုက်တယ်ပြည်သူ့ရင်မင်းဆိုလည်းမရောက်တာတော်တော်ကြာသွားပြီအရင်တော့ရန်ကုန်ရောက်ခါစားလောက်တုန်းကဆိုလို့ရှိရင်တော့အဲ့နားတွေကိုပတ်သက်ပြီးတော့သွားနေရပဲအခုနောက်ပိုင်းကတိတ်ပြီးတော့မသွားပြတော့ဖះမှာမိသားစုတွေရဲ့အစုံရေတက်ပေတယ်အဲ့ရေတက်ပေတဲ့အချိန်မှာလေခံစားရတဲ့ကြည်နူးမှုကလည်းဘာနဲ့မှမတူအဲ့လိုစိတ်ထဲမှာဖះရေတက်ပေပြီးသွားလို့ရှိရင်အရာရာအားလုံးကအေးချမ်းသွားသလိုခံစားရတယ်မိဘတွေအတွက်ကိုယ့်ရဲ့ညီကိုမောင်မတွေအတွက်ကိုချစ်ရတဲ့သူအတွက်အဲ့လိုမျိုးလေးနေ့နံနေလိုက်လုပ်ပြီးရေတက်ပေပေးပြီးပြန်လာတဲ့ခံစားချက်လေးကလည်းအရန်ကောင်းတယ်အဲ့လိုမျိုးလုပ်ပေးရတာကိုလည်းကြိုက်တယ်နောက်တစ်ခေါက်တူမကိုလိုက်ပွဲနေသွားတဲ့ဟာတော့အရန်မကြပါဘူးမိုးချုံမှာဆိုလို့ဆိုပြီးတော့မြန်နဲ့ပဲပြန်လာခဲ့ရတာပြန်လာတော့မက်ခရိုဝင်ကျင်သေးတယ်ဆိုတော့လေမက်ခရိုတစ်ခေါက်ဝင်နေဆိုတော့မိုးတော့နည်းနည်းချုပ်သွားတာပေါ့ခလေးပါတော့မိုးချုပ်လို့တိတ်အဆင်မပြေဘူးကိုပါကိုတယောက်တည်းဆိုတော့ကိစ္စမရှိဘူးပေါ့ညောင်မင်းကြီးကလည်းအကြီးပဲအနည်းညောင်မင်းအကြီးကိုလေဒီလားအခောက်တိုင်းရောက်နေတာကိုမတွေ့ဘူးဒီလားအခုမှလေညောင်မင်းအကြီးကြီးတော်တော်များများရှိတယ်ထပ်သွားအောင်မယ်ထပ်ပြီးတော့လေဖះပေါ်မှာညောင်မင်းကြီးဘယ်လောက်တောင်များလဲဆိုတာတွက်ကြည့်အောင်မယ်ပန်းစီဒီလေးလောက်ထားဒါလေးလည်းအရင်စစ်စရာကောင်းပြီးတော့တက်ပဲဖို့ကောင်းတယ်မနေ့တုန်းကတွေ့ရဒါပေမဲ့ဓာတ်ပုံမရိုက်ဖြစ်ခဲ့ဘူးမနေ့တုန်းကတော့ဖះရှိခိုးဖို့တီးတန်သွားတာပေါ့နော်နေရင်ကျတော့ကလေးနေဆိုတော့ကိုကဓာတ်ပုံရိုက်ဖို့တီးတန်သွားသလိုဖြစ်သွားတယ်ကြီးပဲပေါ့body pain ကြီးဒါပါပဲရှင်တတား